တာမန်အညတရရွာလေးတရွာရဲ့ရွာတကြီးတယောက်ဖြစ်ကနေတတိယမြန်မာနိုင်ငံတော်ကိုတီထောင်နိုင်ခဲ့ပြီးတော့မြန်မာသမိုင်းမှာအကြီးမားဆုံးသောအင်ပါယာကြီးကိုတီထောင်သွားနိုင်ခဲ့တယ်ဆိုတာမိတ်ဆွေသိယုံပါသလား1952ခုနှစ်မြန်မာနိုင်ငံဟာစိတ်အမွှားကွဲပြားနေခဲ့ပြီးတော့အင်းဝနေပြီးတော့ကြာဆုံးသွားတဲ့အချိန်တွေပေါ့အားလုံးဟာမျှော်လင့်ချက်မဲ့နေတဲ့အချိန်မှာပဲမုံဆိုးဘူရွာကဥအောင်ဇေယဆိုတဲ့ဆိုသူဟာရွာကန်လူ46ယောက်ထဲနဲ့အင်အားကြီးမားတဲ့ရန်သူတွေကိုစတင်တော်လှန်ခဲ့ပါတယ်သူရဲ့စီးစနစ်ကြလုံးနဲ့နီးပြွာတွေကတာမန်မဟုတ်ပါဘူးလူနည်းစုနဲ့လူများစုကိုအနိုင်ယူနိုင်တဲ့စစ်ရေးပညာနောက်တော့တကယ်ကိုအရေးကြီးဆုံးလက်နက်တစ်ခုဖြစ်တဲ့စီးလုံးချင်းဆိုတဲ့လက်နက်ကိုကင်ဆွဲသုံးခဲ့တာပါတိုက်ပွဲတိုင်းမှာအဝဲခံရင်ပြိုကွဲနေတဲ့တိုင်းပြည်ကိုပြန်လည်စူးစီးပေးခဲ့ပါတယ်ဒီလိုနဲ့အလောင်းဖျားဆိုတဲ့ဘွဲကိုခံယူခဲ့ပါတယ်တာမန်ရွာသူကြီးဘဝကနေပြီးတော့တတိယမြန်မာနိုင်ငံတော်ကြီးကိုတီထောင်ခဲ့ပြီးကုန်းပေါင်ခေတ်ကိုစတင်ဖွင့်လှစ်ပေးခဲ့တဲ့အလောင်းမင်းဖျားကတော့1952ခုနှစ်ကနေ1960ခုနှစ်အထိဘရင်ဖြစ်အုပ်စိုးခဲ့ပြီးတော့တိုင်းပြည်ကိုစီစဉ်ကုတ်ကဲခဲ့ပါတယ်ဒီရှင်းနှစ်အတွင်းမှာတိုင်းပြည်အင်အားကြီးမားလာအောင်သာမကတိုင်းပြည်မှာရှိတဲ့လူမှုရေးစီးပွားရေးတွေကိုလည်းတိုးတက်အောင်လုပ်နိုင်ခဲ့တဲ့သူပါဒီလိုမျိုးဘာမှမရှိတဲ့နေရာကနေပြီးတော့ကြီးမားတဲ့အင်ပါယာကြီးတစ်ခုကိုတီထောင်နိုင်ခဲ့တဲ့လောင်းမင်းတရားကြီးရဲ့စိတ်ဓာတ်ဟာခက်ခဲတွေကြားမှာရုန်းကန်နေရတဲ့ကျွန်တော်တို့အားလုံးအတွက်ကြီးမားတဲ့ခွန်အားတစ်ခုပါပဲမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတွေကိုဖြစ်အောင်လုပ်ပြသွားတဲ့အလောင်းဖျားရဲ့တမိုင်းကနေမိတ်ဆွေတင်ရောဘာတွေတင်ယူနိုင်ခဲ့လဲကွန်မန့်မှာဆွေးနွေးသွားခဲ့ကြပါအောင်နော်နောက်ထပ်စိတ်ဝင်စားတဲ့တမိုင်းကြောင်းတွေဆက်ကြည့်ဖို့ follow လုပ်ထားဖို့မမေ့နဲ့နော်